ကဲအောက်ဆောင်အောက်လိုက်ကွာတဲ့အားလုံးပဲမင်္ဂလာပါကဲအခုပေါ့နော်ကွန်မန့်တွေမှာလာမေးထားတာတွေကိုပြန်ပြီးတော့မှဝေမျှပေးသွားမယ်ပထမအဦးဆုံးအနေနဲ့လက်အုပ်ချီတာတဲ့လက်အုပ်ချီတာကိုကရင်လိုဘယ်လိုပြောလဲတဲ့ကဲဟုတ်ပြီနော်ကျမတို့ဘက်မှာဆိုလို့ရှိရင်လက်အုပ်ချီတဲ့တမင်ခွေထိုင်တယ်ဆိုလို့ရှိရင်ပေါ့နော်ထွီးလန်းစုထွီးလန်းခံနော်ဒီလိုပဲပြောတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီမှာကလက်အုပ်ချီတာဆိုတော့ထွီးလန်းစုเนาะထွီးလန်းစုလို့ပြောပါတယ်ပေါ့နော်ကျမတို့ဘက်ဆိုရင်တော့တခြားသူတွေကတော့တချို့သောနေရာတွေမှာတော့ဘယ်လိုပြောလဲမသိဘူးပေါ့နော်ကျမတို့ကတော့ထွီးလန်းစုလို့ပဲပြောပါတယ်လက်အုပ်ချီတာကိုပေါ့နော်နောက်တော့ကြောက်ပြင်ကိုလည်းခဏခဏလာမေးတယ်ကြောက်ပြင်ကိုကြတော့သမုတ်ပုတ်လို့ပြောပါတယ်သမုတ်ပုတ်နော်တဲ့နောက်တော့ကျဲသီးကိုကြတော့ရှာသာလို့လည်းခေါ်တယ်ပေါ့နော်ဒီတိုင်းကျဲသီးဆိုရင်ရှာသာဒါပေမဲ့နှိတ်ကျဲသီးဆိုလို့ရှိရင်တော့ကျေပိတ်လို့ခေါ်တယ်ကျေပိတ်เนาะကြာအေးကြိုင်လန်းကျေပါအေးကြိုင်ကုတ်ပိတ်ကျေပိတ်အဲ့ဒါကနှိတ်ကျေသီးပေါ့နော်တကယ်လို့ဇစ်เนาะအင်ဂျီဇစ်เนาะအဲ့လိုမျိုးအင်ဂျီဇစ်ဘောင်းဘီဇစ်အဲဒီလိုမျိုးဆိုလို့ရှိရင်အဲ့ဒီဇစ်ကိုကြတော့ကျေထိန်လို့ခေါ်တယ်เนาะကျေထိန်เนาะကျေထိန်เนาะကဲဟုတ်ပြီဒီနေ့ပြန်ပြီးတော့မှဖြေပေးချင်တဲ့ကွန်မန့်တွေကတော့ဒီလောက်ပဲเนาะနောက်ထပ်သိချင်တာရှိလို့ရှိရင်လည်းကွန်မန့်မှာလာမိထားပါဒီလိုမျိုးပြန်ဖြေပေးပါမယ်တယောက်ချင်းစီကိုတော့ပြန်မဖြေပေးဘူးပေါ့နော်တယောက်ချင်းစီဆိုလို့ရှိရင်တော့အရန်ဗီဒီယိုတွေအရန်များသွားမှာဆိုလို့အဲ့ဒါကြောင့်မလို့စုပေါင်းပြီးတော့မှကွန်မန့်တွေကိုပြန်ပြီးတော့မှဖြေသွားပေးမယ်ဆိုတာကိုလည်းအသိပေးချင်ပါတယ်စကုတ်စတာနဲ့